เราสมาธิสกลงตะลงเต็มไปไหมชีวิตมันบังคับให้ต้องสู้ชีวิตมันบังคับให้ต้องสู้ชีวิตสุราบอกว่ามันสุราชีวิตบอกว่าโยนะบังคับสุราเลยก็พี่อาเปเลยแล้วก็พี่อาเปเลยแล้วก็เรายาแม่ด้วยกูมันเลิกใช่ไหมเนี่ยแล้วก็เรายาแม่ด้วยพี่อาเปเลยชีวิตมันบังคับให้สุราเปเลยบ่เปเลยสุราต้องสู้โจซาบตัวให้ต้องสู้โจซาบตัวบอกว่าก็พี่อาเปย์ลูเช่นตุราดาวตามันบัวเนี่ยงวยชินจีชินบัวเนี่ยมาดูว่าตามันบัวพี่เลยแล้วก็มาโจซายาดกว่าโอ้ยพี่ติมูเลยကွဲပြားတာနဲ့အညီစူးစမ်းမှုတွေကလည်းလေကွဲပြားသွားတယ်။နော်ကိုယ့်ရဲ့အခြေအနေနဲ့လည်းကွဲပြားသွားတယ်။ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့လည်းကွဲပြားသွားတယ်။ကိုယ့်ရဲ့ဖြစ်တည်မှုဆိုတာဘာလဲဆိုတော့လူတိုင်းမှာမွေရပါတယ်တိတက်ကွဲပြားတယ်နော်။တဲ့တာတော့မတဲ့တာတော့အားနဲ့ချက်တဲ့အားသာချက်နဲ့လူတိုင်းမှာကွဲပြားကြတယ်ကွာ။တချို့လူတွေစားတလားမပေါ့တို့တွေနော်အစုံစားတယ်စားတလားမပေါ့နောက်ထပ် type ကဘယ်လိုလဲဆိုတော့နည်းနည်းစားလဲဝရတယ်မြမြစားလဲဝရတယ်ဆိုတော့စုပ်ယူမှုအကောင်းတဲ့လူတစ်ဖွဲရယ်နော်စားတယ်လားမဝတဲ့လူရယ်ဆိုတော့စားတယ်လားမဝတဲ့လူက body shape တွေကောင်းလိုက်မယ်စားတယ်ဝတဲ့လူတွေကနည်းနည်းစားလဲဝရတယ်ဆိုတော့သူတို့ကဘာလုပ်ရမလဲဆိုတော့အောက်စားရေလုပ်ရတော့မယ်မလုပ်ရှင်လည်းလုပ်ရတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဖြစ်တည်မှုနဲ့ဆံမဆိုရင်စားတယ်လားဝတဲ့ထဲမှာပါမယ်စားတယ်လားဝတဲ့ထဲမှာပါတယ်ဆိုတော့အောက်စားလေလှုပ်ရှင်တာမလှုပ်ရှင်တာထက်လှုပ်ရမယ်ပေါ့နော်လှုပ်ရမယ်ဘဝရှင်နေပြန်ကြည့်လိုက်ရင်ကိုရရကြတော့ဗလဲတာမန်ဘဝဖြစ်လို့လုံးဝစားရမယ့်ဘဝဆိုရင်ကိုရစူးစားရမယ်တော့ကွာစူးစားရှင်လားမစူးစားရှင်လားထက်စူးစားရမှာအဲ့ဒီဘက်သွားရတာပေါ့နော်စူးစားရမယ်ကြီးလာလေလေအဲ့ရေဝဝအဲ့ရှင်လေလေမှာကိုငါတနေ့ကောင်လုံးအဲ့ရေဝဝအဲ့ရှင်နဲ့အဲ့လိုတွေးတာထဲလေအချိန်ရှိတဲ့ချိန်မှာဆွဲယူရအဲ့တာလေအဲ့လိုဖြစ်တာပေါ့နော်တာမန်ဘဝနဲ့ချမ်းသာတဲ့ဘဝတွေနဲ့လည်းလုံးဝမတူဘူးကချမ်းသာတဲ့လူတွေသူတို့ပတ်စံရှိလို့နော် money is not important လို့ပြောလို့ရတယ်နော် money တော့အရင်ယုံကြရလို့ကကိုယ်တာမန်ဘဝတွေကနော်ပတ်စံကိစ္စတော့မဟုတ်ပေမဲ့အရာအလုံးကိုစူးစမ်းမှရတယ်တာမန်ဘဝဖြစ်ပြီးတော့မစူးစမ်းတဲ့လူတွေကလေတော်အခက်တွေးလိုက်မယ်တာမန်ဘဝဖြစ်လို့စူးစမ်းရမယ်စွမ်းရင်လို့ပြောရင်လေလင်္ကာမျိုးဖြစ်တယ်နော်စွမ်းရင်ဆိုတာလေအဲ့ဒီဝါတာလေအရင်တစ်ခုပဲအစာအာဟာရဓာတ်တွေပြေးဝတာလဲစွမ်းရည်တစ်ခုပဲ positive thinking တွေလဲစွမ်းရည်တစ်ခုပဲအစားဆိုလဲပြေးဝစားရမယ်အဲ့ရည်ဆိုလဲပြေးဝအဲ့ရမယ်အဲ့ရည်မဝရလောတိတာကွာအဲ့ရည်မဝရခေါင်းနဲ့ထိုးလာခေါင်းနဲ့ကိုက်လာတယ်ဆိုခေါင်းနဲ့ကိုက်လိုက်လဲခေါင်းနဲ့ထိုးလိုက်တယ်ဆိုရင်ဆေးလည်းပါတယ်တချို့လည်းဝယ်မနိုင်ဆိုဆေးထဲလေကောင်းတဲ့ရရှိတယ်အဲ့ဒါကြတော့အဲ့ရည်ဝရှင်အဲ့ရည်ဝအဲ့လိုက်တယ်နော်ဖုံးနေလုံးမကြည့်ဖြစ်တယ်အဲ့လိုက်ရင်လေလုံးဝခေါင်းကိုက်တာပြေးแล้วကွာဆေးတောင်းမမဟုတ်အမေဘဝဖြည့်တဲ့တော့နော်ဆန်ကုန်လဲနေဆိုကိုရီးယားမလုပ်ဖြစ်ဘူးဆေးစားရမယ်ဆိုရင်အောက်စားတွေလုပ်လိုက်ရမယ်အဝတ်စားတွေထောက်ဝယ်ရမယ်ဆိုရင်အောက်စားတွေလုပ်ရတယ်ဆိုတော့တာမန်ဘဝဖြည့်လို့ပတ်စံကုန်လဲနေရှော့ရှားရမယ်ကိုဘွားကိုချင်းနေမတီးတဲ့လူတွေကလေတအားဆိုးရွားတယ်လူဘွားကြီးကဆိုင်ကယ်တစ်ခုလိုမျိုးပဲကိုဆိုင်ကယ်မှာစီရှိလားမရှိလားဆိုတော့ကိုတီးတာထက်စီမရှိပဲသွားနေဘယ်ချိန်မှာဆိုင်ကယ်ပြက်ပြီးတော့ကိုဒုက္ခရမယ်ဆိုကိုမသိဘူးစီရှိရကိုကသိတယ်ဘယ်လောက်ထိသွားနိုင်သေးလဲစီမရှိတော့ဘူးဆိုလည်းကိုလည်းသိတယ်ဘယ်လောက်အတူတူသွားနိုင်သေးလဲကိုဘွားကိုတီးတဲ့လူကပူကောင်းတယ်ကွာကိုဘွားချင်းလေးကိုတီးပါကိုဒီဝင်ငွေနဲ့ထွက်ငွေနဲ့နော်မြမြတတ်ရှိဖို့အတွက်ထွက်ငွေတွေဖြစ်မဲ့အရာတွေတချို့တွေဆိုတာအရင်ဝယ်ကြရနော်ရှိတာနဲ့နဲ့ဟိုဝယ်ဒီဝယ်နဲ့ပတ်စံကုန်သွားရေးကြုံတဲ့ခါကျရင်ပတ်စံမရှိတော့ဘူးလူချင်တာထဲလိုအဲ့တာကိုပို့ပြီးတော့ဦးစားပေးရမှာကွာလူချင်တာထဲလိုအဲ့တာကိုဦးစားပေးမယ်ဖြစ်ချင်တာလည်းဖြစ်တင်တာလောက်ရမှာဟာဆိုလောက်ရမယ်လုံးတဲ့လူမှန်သမျှအဲ့ရအရေးကြီးတယ်အဲ့ရမပြန်အောင်ဖုံသုံးတာရှော့မယ်ဆိုရင်လေဖုံသုံးတာရှော့မယ်အဲ့ချိန်မှာအိမ်မယ်ကြီးစားဆိုတာမရေမရာကိစ္စလေကြီးစားပြတ်ပြီးတဲ့ချိန်မှာကိုမှသူနဲ့ချိန်အများကြီးသုံးတဲ့အချိန်တွေကနှမျောစရာကောင်းတယ်။ယောက်ျားပဲဖြစ်မင်းကလေးဖြစ်ဒီတာတွေကမရေမရာတယ်နော်။ကိုစီကဘယ်ချိန်ထွက်သွားမှလဲဆိုတော့ကိုလည်းမသိဘူး။ကိုဘွားမှာရေရတယ်ဆိုရင်ကိုရဲ့ပန်းနိုင်တွေပဲရှိမယ်။ကြီးစားတဲ့နဲ့စကားပြောမဲ့ချိန်တွေနော်။ကိုအိမ်ရမယ့်ချိန်ဆိုအိမ်ရမယ်။ကြီးစားချိန်ပေးနိုင်တယ်အများကြီးတယ်မပေးနေနဲ့။တခြားလူဘွားမှာအကျိုးမတက်ရောက်နေနဲ့ကွာ။ကိုဘွားကိုပန်းနိုင်တဲ့ယူမယ်။ကိုရဲ့အချိန်တွေကိုကစိုက်ကိုလောက်ရမယ်။ဘယ်ချိန်မှာအိမ်ရမယ်နော်။ချိန်ဘယ်လောက်ရှိလဲကိုဘွားကလဲပန်းနေရမယ်ဆိုကိုဘွားကိုသူများဘွားနဲ့လေမပုံအားလိုက်ပါနဲ့မဖြစ်လဲဆိုတော့ပန်းနိုင်မရှိတဲ့လူနော်သူများပဲ24နိုင်ဖုံးနဲ့လေဘယ်ရောက်နေလဲဘယ်သွားနေလဲအမြဲလေစိတ်ပူနေတဲ့လူတွေကလေထိုင်းလို့ထင်းမဲ့သူများထားတာပဲခံရလိုက်မယ်တော့ကိုဘွားမကိုပန်းနိုင်တယ်ပဲရှိပါစေ